ရောပရဲ့ထိပ်တန်းအင်အားကြီးအသင်းအသင်းဖြစ်ကြတဲ့ပေါ်တူဂီနဲ့စပိန်တို့ထိပ်တိုက်တွေးဆုံရှင်ပြိုင်ကြတော့မှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့အားလုံးဒီပွဲစဉ်အတွက်လူစင်းအခြေအနေပေါ်မှာခံမှန်းပြီးတော့အခြေခံသုံးသပ်ကြည့်အောင်ပါ။ပထမဆုံးเนี่ยကျွန်တော်တို့ပေါ်တူဂီအသင်းရဲ့ခံမှန်းခြေလူစင်းကိုကြည့်အောင်ပါ။ပုံစံတော့ 4-3-3 ပုံစံနဲ့ပဲကစားပွဲရှိရလို့ကျွန်တော်မြင်ပါတယ်။ကိုသမားနေရာမှာကျတော့ပုံမှန်တိုင်း Diego Costa နောက်တန်းမှာကျတော့ Semedo ရှိမယ် Ruben Dias ပြီးတော့ Inacio Nuno Mendesအလဲဟန်အတွက် Bernardo Silva Vitinha Bruno Fernandes ရှေ့တန်း Francisco Conceição Cristiano Ronaldo ပြီးတော့ Diego Jota ပထမဆုံးအနေနဲ့ပေါ်တူဂီအသင်းရဲ့အားသာချက်တွေကိုကြည့်ရမယ်ဆိုလို့ရှိရင်နောက်တန်းမှာ Ruben Dias အလဲတန်းမှာ Bernardo Silva Bruno Fernandes တို့လိုမျိုးကမ္ဘာအဆင့်ကစားသမားတွေနဲ့ရှေ့တန်းတိုက်စစ်မှာကျတော့ Cristiano Ronaldo လိုမျိုးကမ္ဘာအကျော်အကြားဆုံးကစားသမားတွေပါဝင်လာကြမလို့အတွေ့အကြုံအရရောအရေးသွေးအရပါပြည့်ဝနေပါတယ်။ Ronaldo ရဲ့ဂိုးသွင်းစွမ်းရည်အပြင်ဂျိုဒါနဲ့ Francisco Conceição တို့ရဲ့အမြန်နှုံးနဲ့တဦးချင်းစွမ်းရည်တွေကတန်ဘက်နောက်တန်းတွေကိုဒုက္ခကောင်းကောင်းပေးနိုင်ပါတယ်။ Bruno Fernandes ရဲ့ဖန်တီးနိုင်စွမ်းတွေရတယ်တိုက်စစ်အတွက်အရန်အားထားရပါတယ်။ Ruben Dias ရဲ့ခေါင်းဆောင်မှုနဲ့ Inacio တို့ရဲ့တိုးတက်လာတဲ့ကစားပုံကြောင့်မလို့နောက်တန်းကလည်းတော်တော်လေးကိုခိုင်မာမှုရှိပါတယ်။ကဲအဲ့တော့ကျွန်တော်တို့စပိန်အသင်းရဲ့ခံမှန်းခြေလူစင်းကိုပြောပါဆိုလို့ရှင်တော့ 4-3-3 အနေထားနဲ့ပဲကြည့်ရအောင်ပါ။ဂိုးသမားအတွက်ကကျတော့ Simon ရှိမယ်နောက်တန်းမှာကျတော့ Cucurella Dani Hassan ပြီးတော့ Norman Pedro Porroအလဲအတွက် Merino Martin Zubimendi Pedri ရှေ့ရန်အတွက်ကကြောင့် Nico Williams ရဲ့ Oyarzabal ရမယ်ဒါတွေရှိကြလိမ့်မယ်အဲ့တော့စပိန်သင်းရဲ့အားသာချက်တွေကလူငယ်စွမ်းရည်ပါလမိုင်းရမယ် Nico Williams Pedri Dani Hassan တို့လိုမျိုးထွန်းသစ်ဆလူငယ်ကစားသမားတွေရဲ့မြန်နှုံလျင်မြန်မှုနဲ့နေစနစ်ပိုင်းအားသာချက်တွေကစပိန်သင်းရဲ့အားသာချက်ဖြစ်လာပါလိမ့်မယ်Martin Zubimendi Merino Pedri တို့လိုမျိုးဒီကစားသမားတွေကြောင့်မလို့အလဲတန်းမှာလည်းဘောလုံးပိုင်ဆိုင်မှုရယူနိုင်စွမ်းကမြင်မှမှာဖြစ်ပြီးတော့ပွဲကိုထိန်းချုပ်ကစားနိုင်ပါ ರಿ နီကိုဝီလန်နဲ့ယာမဲတို့ရဲ့ဘောလုံးကိုဘေးတိုက်စစ်ဆင်နိုင်စွမ်းနဲ့တဦးချင်းဖြတ်ကျော်နိုင်စွမ်းကပြိုင်ဘက်ကိုဒုက္ခပေးနိုင်ပါ ರಿ နှစ်သင်းစလုံးကတော့ 4-3-3 ကစားကွက်ကိုအသုံးပြုထားကြမလို့အလေတန်းမှာဘောလုံးပိုင်ဆိုင်မှုများမှဖြစ်တဲ့အတွက်ပြင်းထန်တဲ့အားပြိုင်မှုလည်းဖြစ်လာတော့မှာပါဘော်လူဂီသင်းကခန်းစစ်ကိုအခန်းခန်းမမကစားပြီးတော့ကောင်တာအထက်တံမြန်တိုက်စစ်ကစားဟန်နဲ့စပိန်သင်းရဲ့ဘောလုံးပိုင်ဆိုင်မှုကိုတံမြန်မှုစူးစမ်းပါလိမ့်မယ်Bruno Fernandes ရဲ့တီးကြတဲ့ဖြတ်တင်ဘောတွေနဲ့ Ronaldo ရဲ့အဆုံးသတ်နိုင်စွမ်းကအဓိကလက်နက်ဖြစ်လာပါလိမ့်မယ်။စပိန်ကတော့သူတို့ရဲ့ပုံမှန်ဘောလုံးပိုင်ဆိုင်မှုနဲ့ထိုးထိုးတုတ်ပေးပို့မှုတွေကိုအခြေခံပြီးတော့ဂိုးပေါက်ချင်းချောက်မှုတွေကိုဖန်တီးနိုင်ပါလိမ့်မယ်။ဘေးရဲ့ကစားသမားတွေဖြစ်ကြတဲ့လမိုင်းအာမေနဲ့ Nico Williams တို့ရဲ့အမြန်နှုံးနဲ့တဦးချင်းစွမ်းရည်တွေကိုအသုံးပြုပြီးတော့ပေါ်တူဂီနောက်တန်းကိုစိန်ခေါ်နိုင်ပါလိမ့်မယ်။ဒီပွဲစဉ်ကအကျိတ်နဲ့ရှိပြီးတော့ဂိုးနှင်းငယ်သာသွင်းယူနိုင်ပွဲရှိတဲ့ပွဲတစ်ပွဲလည်းဖြစ်လာနိုင်ပါတယ်။ပွဲစဉ်ရဲ့အဓိကစားသမားတွေကိုရှင်းကြည့်ရမယ်ဆိုလို့ရှိရင်Ronaldo vs Dani Hassan Norman Ronaldo ရဲ့အတွေ့အကြုံနေရာယူပုံနဲ့အဆုံးသက်စွမ်းရည်ကိုစပိန်ရဲ့လူငယ်နဲ့အတွေ့အကြုံတွေရဲ့နောက်တန်းမှုတွေကဘယ်လိုမျိုးထိန်းချုပ်မလဲဆိုတာစိတ်ဝင်စားစရာကောင်းပါတယ်။ Ronaldo ထိန်းချုပ်နိုင်ခြင်းရှိမရှိကစပိန်အတွက်အဓိကကျတဲ့အောင်မြင်မှုလက္ခဏာဖြစ်ပါလိမ့်မယ်။ Bruno Fernandes ရဲ့တီထွင်ဖန်တီးနိုင်စွမ်းနဲ့တိုက်စစ်ထိုးပေါက်နိုင်မှုတွေကိုစပိန်လေဟန်ရှိတဲ့ Zubimendi နဲ့ Pedri တို့ကဘယ်လိုမျိုးပိတ်ဆို့ဖိအားပေးမလဲဆိုတာကိုကြည့်ရပါမယ်။စပိန်လေဟန်က Bruno Fernandes ရဲ့ကစားကွက်ကိုကန့်သတ်နိုင်ခဲ့မယ်ဆိုရင်ပေါ်တူဂီရဲ့တိုက်စစ်စွမ်းကတီးတတောင်ရောချသွားနိုင်ပါ ರಿ Ruben Dias vs လမိုင်းရမယ် Nico Williams Dias ရဲ့ခန်းစစ်ခေါင်းဆောင်မှုနဲ့ခိုင်မာမှုကမြန်နှုံးမြင့်ယာမယ်နဲ့ Nico Williams တို့ရဲ့ထိုးဖောက်မှုတွေကိုဘယ်လိုမျိုးရင်ဆိုင်ရမလဲဆိုတာကြည့်ရမယ်စပိန်လူငယ်တိုက်စစ်မှုတွေက Ruben Dias ဦးဆောင်တဲ့ခန်းစစ်ကိုကြော်ဖြတ်နိုင်ခဲ့ရင်ဂိုးရဖို့အခွင့်အရေးများစွာရရှိနိုင်ပါ ರಿ Cristiano vs လမိုင်းရမယ်ဒီနေရာမှာတော့ဘောလုံးလောကရဲ့မျိုးဆက်နှစ်ခုကြားထိပ်တိုက်တွေ့ဆုံမှုမြင်တွေ့ရတော့မှာပါအတွေ့အကြုံနဲ့ဂိုးသွင်းစွမ်းရည်ပြေးဝတဲ့တက်ကြီးပိုင်းတိုက်စစ်မှု Ronaldo နဲ့အစွမ်းအစအပြည့်နဲ့ထွန်းသစ်ဆလူငယ်ကစားသမားယာမယ်တို့ရှင်ပြိုင်မှုကဒီပွဲရဲ့အလားတရားဖြစ်လာပါလိမ့်မယ်။တစ်ဖက်က Ronaldo ရဲ့အဆုံးသတ်ပိုင်းထိရောက်မှုကပေါ်တူဂီအတွက်အားကိုးရတယ်လို့တစ်ဖက်ကယာမယ်ရဲ့မြန်နှုံလျင်မြန်မှုနဲ့တဦးချင်းဖန်တီးနိုင်စွမ်းကလည်းစပိန်အတွက်အဓိကလက်နက်တစ်ခုဖြစ်လာပါလိမ့်မယ်။ဒီနှစ်ဦးတွေကဘယ်သူကပွဲပေါ်မှာပုံပြီးတော့တက်ရောက်မှုရှိမလဲဆိုတာစိတ်ဝင်စားစရာကောင်းပါ ರಿ ဒီပွဲစဉ်ကနီးစနစ်ပိုင်းစိတ်သက်ပိုင်းဆိုင်ရာနဲ့ကစားသမားတဦးချင်းစီရဲ့အရေးသွေးပိုင်းတွေကိုအစွမ်းကုန်ပြသကြမယ်ပွဲတစ်ပွဲဖြစ်ပါ ರಿ စပိန်ရဲ့ဘောလုံးပိုင်ဆိုင်မှုနဲ့လူငယ်စွမ်းရည်ကပေါ်တူဂီကိုအခက်တွေ့စေနိုင်တော်လေးပဲပေါ်တူဂီရဲ့အတွေ့အကြုံနဲ့အဆုံးသက်ပိုင်းထိရောက်မှုကလည်းစပိန်ကိုဒုက္ခပေးနိုင်ပါ ರಿ မိနစ်90အတွင်းကျွန်တော်တို့ခံမှန်းနေရလကတော့ပေါ်တူဂီ2စပိန်1လို့ခံမှန်းပါ ರಿ